သတင်းပို့ပါတယ်ဗိုလ်ချုပ်ကွန်းယူဟာမိုင်ချန်ကနေဖောက်ထွက်ဖို့ကြိုးစားရင်းဝူစစ်တပ်ရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်သူဟာအညံ့မခံဘဲသေးသည့်အထိတောင်းခံခဲ့လို့တားဖနှစ်ယောက်လုံးကိုစွန်ချွမ်ကတပ်ပစ်လိုက်ပါပြီဒုတိယအကိုကြီးစွန်ချွမ်မင်းကအကိုကြီးကိုရက်ရက်ဆက်ဆက်တက်ခဲ့တယ်ပေါ့ဒီကဘာမှာဒီအမုန်းတရားကိုမကေးခတ်နိုင်ရင်ငါကြံဖေးလူမမီတော့ဘူးကွာအာအခုချက်ချင်းအမိန့်ထုတ်တယ်မင်းတို့အားလုံး3ရက်အတွင်းအဖြူရောင်စစ်ဝတ်စုံနဲ့အဖြူရောင်လန်အခုတသိန်းအပြီးကျုပ်အုပ်ရမယ်စစ်တပ်တစ်ခုလုံးဝမ်းနေခြင်းအထိမ်းအမှတ်ဝတ်ဆင်ပြီးဝူပြည်နယ်ကိုတွားတိုက်မယ်ဘာမှယွင်းမှမရှိစေနဲ့အရှင်မင်းကြီး3ရက်အတွင်းအဖြူရောင်ဝတ်စုံတသိန်းဆိုတာအချိန်ကအရန်တို့လုံးပါတယ်တပြိုင်နက်တည်းပြင်ဆင်ဖို့ဆိုတာလုံးဝမဖြစ်နိုင်လို့အချိန်နည်းနဲ့လောက်တိုးပေးပါဦးခင်ဗျာဟုတ်ပါတယ်အရှင်3ရက်နဲ့တော့မပြီးနိုင်ပါဘူးငါကဒုတိယအကူကြီးအတွက်ကလဲစားချေဖို့ရင်ထဲမှာမိတောင်နေတာကိုမနှက်ဖြန်တင်စွန်ချွမ်ရဲ့ခေါင်းကိုဖျက်ချင်နေတာမင်းတို့ကများငါရဲ့စစ်မိန်ကိုဖီဆန်ရဲတယ်ပေါ့လေဟေ့လူတွေဒီကောင်2ယောက်ကိုတစ်ပင်မှာချီပြီးတယောက်ကိုကြာပို့အချက်90စီရိုက်စမ်းနောက်လူတွေမှတ်လောက်သားလောက်ဖြစ်သွားအောင်လုပ်ပစ်အာ3ရက်အတွင်းအကုန်လုံးအပြီးအစီးပြင်ဆင်ထားရမယ်အချိန်မီမပြီးလို့ကတော့မင်းတို့2ယောက်လုံးရဲ့ခေါင်းကိုဖျက်ပြီးလူမြင်ကွင်းမှာချိတ်ဆွဲပစ်မယ်အိုင်ယိုအကိုကြီးကျန်းနာရာငါတို့2ယောက်စလုံးဒီလောက်ထိတန်ရာရသွားတာဘလို့လုပ်ပြီးအဖြူရောင်ဝတ်စုံတွေအလံတွေကိုပြင်ဆင်နိုင်တော့မှာလဲဂျန်ဖေးကဒေါသအရန်ကြီးတာငါတို့ခေါင်းပြတ်ဖို့ကတော့တေချာတဲ့လောက်ပဲသူငါတို့ကိုတတ်တာကိုထိုင်ဆောင်နေမဲ့အစားငါတို့ပဲသူ့ကိုအရင်ဦးအောင်တက်ပစ်လိုက်ကြရအောင်ဟုတ်တယ်တကယ်လို့အထက်ကနမင်းကြီးတွေကငါတို့ကိုတေးစေခြင်းနဲ့ဆိုရင်ဒီညသူ့ကိုအရက်မမူးပါစေနဲ့တကယ်လို့နမင်းကြီးတွေကငါတို့ကိုအသက်ချမ်းသာပေးခြင်းနဲ့ဆိုရင်တော့သူဒီညကုတင်ပေါ်မှာတင်မူးလဲသွားပါစေအာထိန်းချုပ်လို့မရတဲ့ဒေါသစိတ်နဲ့စိတ်ခံစားချက်တွေဟာသွေးမထွက်ပဲလူသက်နိုင်တဲ့တကယ်သားတလက်ပါပဲ